culinary school နဲ့ work experience လာတဲ့ chef တွေရဲ့အားသာချက်နဲ့အားနည်းချက်။ဒီကျောင်းကလာတဲ့သူတွေကြတော့သူတို့မှာက knife skill တို့ theory ပိုင်းတွေ hygiene theory ပြီးရင် sauce နဲ့ပတ်သက်တဲ့ foundation knowledge ရှိရဲ့ဒီ certificate ရှိရဲ့ diploma ရှိရဲ့သူတို့ certificate တွေ diploma တွေကဘယ်လိုနေရာမှာစကားပြောလဲဆိုရင် school သမားနဲ့ work သမားနဲ့ level တန်းတူဖြစ်မယ် promotion တစ်ခုကိုပေးရမယ်ဆိုရင် diploma ကင်ထားတဲ့သူတွေကပို့ပြီးတော့အားသာချက်ဖြစ်ပါတယ် chance ပိုများပါတယ်။ ပြီးရင် school fee expensive ဖြစ်တဲ့နိုင်ငံပေါ်မူတည်ပြီးတော့ကျောင်းရဲ့လခတွေကပေါ့နော်ပို့ပြီးတော့များရင်များမယ်နည်းရင်နည်းမယ်နိုင်ငံပေါ်မူတည်ပြီးတော့ကွာပါတယ်။ကျောင်းသမားတွေဖြစ်တတ်တဲ့အားနည်းချက်ဆိုရင်တော့ real experience ရဲ့ pressure ကိုအဲ့လောက်ကြီးမသိဘူးပေါ့နော် theory ကိုသိပေမဲ့ practical kitchen ရဲ့ experience ကိုinternship ဆင်းမှာရတဲ့အတွက်ကြောင့်မလို့ work experience ကလာတဲ့သူတွေလောက်speed ပိုင်းတွေဒီလိုမျိုး environment ကို use to မဖြစ်တဲ့ဟာတွေကကျောင်းသမားတွေအတွက်အားနည်းချက်ဖြစ်ပါ speed ပိုင်းမှာအဲ့လောက်မလေးကျင့်ရသေးတဲ့အတွက်ကြောင့်မို့လို့ work experience ကလာတဲ့သမားတွေလောက်အရင် rush ဖြစ်တာပြီးရင် order တွေများလာတာ order တွေအရင်များလာတယ်ဆိုရင်chef တွေအရင် rush ဖြစ်တယ်ပြီးရင် head chef ကအဲ့လိုမျိုးအော်ခံရတယ်အဲ့ဒီရဲ့ pressure ကိုကျောင်းကလာတဲ့သူတွေကအဲ့လောက်မသိဘူးပေါ့နော် network connection ကောင်းတယ် network connection ကောင်းတဲ့အတွက်ကြောင့်မို့လို့ internship အတွက်အထောက်အကူအများကြီး chance တွေရှိရပေါ့နော်work experience ကနေပြီးတော့လာတဲ့ chef တွေဆိုရင်လည်း problem solving skill ဘိုင်းမှာ emergency case တွေဆိုရင် work experience ကလာတဲ့သူတွေကြတော့ပို့ပြီးတော့သူတို့က handle လုပ်နိုင်တယ်ပေါ့နော် speed ဘိုင်း long hour kitchen life ကိုသူတို့ကschool ကလာတဲ့သူတွေထပ်ပို့ပြီးတော့ used to ဖြစ်တယ်။နေ့ချက်လေးလို့ပြောရမယ်ဆိုရင်တော့ဒီ certificate မရှိရ diploma မရှိရ theory တွေမပိုင်သေးတဲ့ဟာတွေရှိမယ်ပြီးရင် paper work နဲ့ပတ်သက်ပြီးတော့ learning လုပ်ရမယ့်ဟာတွေအများကြီးရှိရဲအကုန်လုံးကနှစ်ခုလုံးမှာကအားသာချက်နဲ့အားနည်းချက်ဆိုတာနှစ်ခုလုံးမှာရှိပါတယ်နှစ်ခုလုံးမှာကအားသာချက်နဲ့အားနည်းချက်ဆိုတာရှိတယ်ကိုကကြောင်းပြီးလာတဲ့ဒီ real kitchen ရဲ့ experience ကိုမသိသေးဘူးဆိုရင်လည်း operation ဘိုင်းကိုလေ့လာရမယ့်ဟာတွေအများကြီးရှိပါတယ်။အကြောင်းမျိုးမျိုးကြောင့်ကျောင်းမတက်ခဲ့ရဘူးကိုမှ certificate တွေ diploma တွေမရှိဘူးဆိုရင်ကိုကလည်း operation ဘိုင်းမှာကိုကလည်းအားတာတယ်ဆိုရင်ဒီ certificate တွေ diploma တွေကိုကိုယ့်ဘာနဲ့ကို self learning လုပ်ပြီးတော့ certificate တွေဝင်ဖြည့်ကြပါဒီဗီဒီယိုက chef ဖြစ်ချင်တဲ့ culinary ကျောင်းတက်ကမလား work experience ကနေပြီးတော့ပဲသွားရမလားသူတွေအတွက်ပါနှစ်ခုလုံးမှာအားသာချက်အားနည်းချက်ဆိုတာရှိရတဲ့အတွက်ကြောင့်မလို့ best chef ဆိုတာကexecutive chef တွေတို့ဘာလို့အဲ့အထိရောက်သွားတဲ့ high position မှာရနေတဲ့သူတွေအကုန်လုံးကလည်း theory နဲ့ experience နှစ်ခုလုံးရှိတဲ့သူတွေပဲဖြစ်ပါတယ်အဲ့အတွက်ကြောင့်မို့လို့ကိုယ့်အနေကို self learning လုပ်ကျောင်းကိုရွေးချင်တဲ့သူတွေရောဒီ work experience ကလည်းပြီးတော့ grow up ဖြစ်ချင်တဲ့သူတွေရောနှစ်ခုလုံးမှာအားသာချက်အားနည်းချက်ဆိုတာနှစ်ခုလုံးမှာရှိရပေါ့နော်အဲ့မလို့ culinary သမားရော work experience သမားရောတောက်လျှောက် self learning လုပ်နေရပါမယ် see you in the next video